ကို intermediate မှာရက်နေတယ်လို့ခံစားရတဲ့သူရှိကြလားမသိဘူးအဲ့တော့ဒါအကုန်လုံးနှိမ့်ပဲဖြစ်တတ်တာပေါ့နော်တကယ်တော့ဒီအဆင့်မှာတစ်ခုသတိထားမှာက intermediate မှာအကြားရက်နေဆိုစိတ်တကြောက်စရာမလိုဘာလို့ဆိုတော့ तू ကintermediate ကအချိန်အများကြီးပို့ပေးရတယ်။ဆိုတော့ basic ကနေပြီးတော့ intermediate pre intermediate ရောက်ဖို့ဆိုလို့ရှိရင်အဲ့လောက်မကြောက်တော့လေကားတလေသေးတယ်ကွာသိရမလား။လောက်ရတဲ့ step ပြအဲ့လောက်မခတ်ဘူး random ကြာရဲလုပ်လို့ရှိရင်တော့ my pre intermediate လောက်ရောက်ဘူးအဲ့လောက်ဒီမခက်ခဲနေဘူးကွာ။ငယ်ငယ်တော့ကလည်းအင်္ဂလိပ်စာတွေကနည်းနည်းရေးနေခဲ့သင်ခဲ့ရတယ်ဆိုတော့ဒါပေမဲ့တစ်ခုရှိတာ intermediate မှာစာကိုလုံးဝစနစ်တကျလုပ်ရရမယ်အရေးကြီးတဲ့ဟာတွေကို focus လုပ်ရရမယ်ကိုကဒီတေချာ plan မရှိဘူးဆိုလို့ရှိရင်ဒီမှာအကြာကြီးရက်နေနိုင်တယ်ဒါပေမဲ့တေချာ plan နဲ့လုပ်လို့ရှိရင်တော့မှတချို့ဆိုတစ်နှစ်ခွဲယူရတာမျိုးရှိမယ်အချိန်တစ်နှစ်လောက်ကြာမယ်8လ9လလောက်ကြာမယ်ကိုကစာတေချာလုပ်မှဆိုလို့ရှိရင်အနည်းဆုံး8လ9လလောက်ကြာမယ်ပေါ့နော်တေချာမလုပ်နိုင်အချိန်လည်းမပေးနိုင်ဆိုလို့ရှိရင်တော့ကြာမှာတော့သူ့တဘာဝပဲဒါဟို intermediate မှာအကြာကြီးရက်နေဆိုပြီးစိတ်တက်ကြစရာမလိုဘူးเนาะဒါထုံးစံပဲလူတိုင်းရက်ကြတာရက်နေရမဟုတ်အဲ့ဒါတော့အချိန်ကိုပို့ပြီးတော့ပေးရတခြားဟာတွေတက်စားလို့ရှိရင်အဲ့ဒါဆိုတော့ဒီ intermediate သမားတွေအတွက် lesson plan လေးလုပ်ပေးထားပါတယ် so if you're interested let's get started ကဲတော့စကြရအောင်အဲ့တော့ပထမဆုံးလုပ်ရမှာကျတော့ဒီ fluency block ဖြစ်နေအောင်လုပ်ရမယ်ပေါ့နော်နေ့တိုင်းစကားပြောရမယ်တယောက်တည်းဖြစ်နေတာမှနေ့တိုင်းပြောနေရမယ်ဘာလို့ဆိုတော့ဒီအခြေအနေမှာ intermediate learner တွေကဒီ block ဖြစ်နေရပေါ့နော်ဒီကြောက်တာရဲ့ပြီးလို့ရှိရင် master memory မရှိအ master memory ဆိုတာကကြဒီပြောနေကြပြောလေးပြောထားမရှိတဲ့အခါကျတော့အကြောက်တရားတွေဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီ3 minutes talk method လေးသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်3 minutes စာမပြောနိုင်လို့ရှိရင်1 minute အနည်းဆုံး10 minute လောက်ကို topic လေးရွေးပြီးတော့ပြောတဲ့ပုံစံမျိုးနဲ့ practice လုပ်လို့ရတယ်ပေါ့နော်အဲ့10 minuteမှာ10 minute ကနေ2 minuteပေါ့နော်အဲ့အတွင်းမှာတောက်လျှောက်မရက်ဘက်နဲ့ speaking တွေစက်တိုက်ပြောကြည့်ရကွက်ကို record လုပ်ကြည့်လို့ရတယ်ပြီးလို့ရှိရင်ကွက်ကို review ပြန်လုပ်ကြည့်လို့ရတယ်ပြီးရင် shadowing လည်းလုပ်လို့ရပါတယ်အဓိကကတော့ဒီဘက်မှာ9ရက်လောက်ကိုဒီလိုမျိုး method လေးနဲ့ practice လုပ်ပေးပါပြီးရင်နောက်တစ်ခုက intermediate level မှာ textbook ကြီးနဲ့စာလုပ်စရာမလိုတော့ဘူးအဲ့လိုမျိုးမလုပ်ဘဲနဲ့ကိုယ့်ရဲ့ authentic English ပေါ့နော် real English ကို practice လုပ်ရအောင်မှာကိုယ်အဖြေတွေလုပ်ရအောင်မှာဟိုလိုမျိုးစာအုပ်ကြည့်တဲ့ဟာကြည့်ပြီးအဲ့တိုင်း copy လိုက်ကူးလို့မရတော့ဘူးပေါ့နော်အဲ့တော့ဘာလို့လုပ်ရလဲဆိုလို့ရှိရင် TV show တွေကြည့်မယ် subtitle ကြည့်လိုက်ရတယ်မကြည့်လိုက်ရတယ်ပြီးလို့ရှိရင် podcast လေးနားထောင်မယ်ဆိုတာပြောညွှန်မိထားတဲ့ဒီ ALS pod လေးပြီးလို့ရှိရင်ဒါမှမဟုတ်ရှင်လည်းဒီ English we speak တို့ဒီလိုမျိုးဟာနားထောင်လို့ရတယ်သူတို့ expression တွေအတန်ထွက်တွေနားထောင်လို့ရတယ်ပေါ့နော်ဒီ textbook သုံးပြီးလို့ကတော့သုံးပြီးလုပ်လို့ရဘယ်တော့မှ accomplish ဖြစ်မှာမဟုတ်ဘူးကိုယ်တိုင် authentic ဖြစ်တဲ့ English စာကိုတကယ်အပြင် classroom ရဲ့အပြင်က English စာကိုလုံးမရမယ်ပေါ့နော်ကိုယ်တိုင်အဖြေဖြစ်နေမှရမယ်ပြီးရင်ကျတော့ vocabulary လောက်ရမယ်ပေါ့နော် vocabulary လောက်တဲ့အခါကျလို့ရှိရင်ပြောက်တောက်လောက်တာမျိုးရှောင်မယ်ပြောက်တောက်မလောက်ဖန်းနဲ့ဒီခေါင်းစဉ် theme နဲ့လောက်ပေါ့နော်ဥပမာငါဒီတစ်ပတ် food and cooking နဲ့ပတ်သက်တဲ့ vocabulary လောက်မယ်ဆိုလို့ရှိရင်ဥပမာကြော်တယ်လော်တယ်ချက်ပြုတ်တယ်ပြုတ်တယ်ပြီးလို့ရှိရင်အရသာနှက်တယ်ဒီလိုမျိုးဆက်တဲ့အတွဲ like family နဲ့လေ့လာမယ်ဟိုလိုမျိုးပြောက်တောက်ကြီးဟိုစလုံးဒီစလုံးမလောက်ဖန်းနဲ့သူ့အတွဲနဲ့သူ့ topic နဲ့သူလောက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်မြန်နိုင်တယ်ပြီးလို့ရှိရင်တော့အစားထိုးလို့ရတဲ့စလုံးလေးကြီးဥပမာဆိုလို့ရှိရင်ဆိုတာဒီထဲမှာရေးထားဆိုမျိုး angry ကနေပြီးတော့ဘလို့အဆင့်မြင့်တဲ့ဟာပြောင်းလို့ရတယ် frustrated ပြောလို့ရတယ် angry လို့မပြောဘဲနဲ့ furious လို့ပြောလို့ရတယ် annoying လို့ပြောလို့ရတယ်ဒီလိုမျိုးအစားထိုးတဲ့စလုံးလေးလေးလာမယ်ပြီးရင်family what family လေးလုံးမယ်ပေါ့နော်သူ့ topic နဲ့သူပြီးရင်ဆိုတော့ writing ရေးတာကိုလည်းလုပ်ရမယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် writing ရေးတာက speaking ထက်ပိုပြီးတော့ grammar တွေ complex ဖြစ်အောင်လုပ်နိုင်တယ်။အဲ့တော့ဘာလို့ဆိုတော့ writing ရေးတဲ့ခါကျလို့ရှိရင် speaking လိုမျိုးတန်းပြောရတဲ့အချိန်ပိုရတယ်စဉ်းစားလွယ်တယ်ပေါ့နော်။အဲ့တော့တနေ့ကိုအနည်းဆုံး7 minute လောက်ဂျာနယ်လေးရေးပေးဂျာနယ်ရေးဆိုတော့တိုင်းရရေးတာပြောတာရေးနေနေမှာအနည်းဆုံးငါဒီတစ်ပတ်ကို conditional grammar ကိုလေ့လာမယ် if grammar ကိုလေ့လာမယ်ဆိုရှင်အဲ့ if grammar ကိုရေးနေကြဂျာနယ် entry တိုင်းရရေးထဲမှာထည့်ပြီးတော့သုံးပေးအဲ့ဒီလိုမျိုးအနည်းဆုံးတစ်ပတ်ကို grammar တစ်ခုလောက်လေ့လာပြီးတော့ writing နဲ့မှာထည့်ပြီးတော့သုံးပြီးမယ်ပေါ့နော်ဒါဆိုလို့ရှိရင် writing မှာတခါတည်းလုပ်ပြီးသားဖြစ်သွားမယ်essay တွေရေးစရာမလို journal လေးလုပ်နေတခါတည်း journal လေး method နဲ့ရေးသွားလို့ရတယ်ပေါ့နော်တရက်ကို7 minute လောက်ပဲရေးကြည့်အများကြီးရေးစရာမလိုနောက်ဆုံးအနေနဲ့ကဆိုတော့ဘာပဲလုပ်လို့အမြဲ feedback လိုတယ်မှားနေတဲ့ဟာဆိုလို့ရှိရင်အမှန်ပြေမှုလိုတယ် grow ဖြစ်နေဖို့လိုတယ်ပေါ့နော်အကယ်၍အမှန်ပြေမိမဲ့သူမရှိဘူးအမှန်မပြေနိုင်ဘူးဆိုလို့ရှိရင်ဒီအမှားတွေပဲခဏလုံးမိနေမှာအဲ့တော့ဒီဆိုတော့အဲ့ဒီအတွက်ကိုဘာလုပ်မလဲဆိုရှင် language exchange application လေးသုံးပေါ့နော်ဒါတော့နည်းနည်းလေးခက်တယ်ဆိုလို့ရှိရင်မသုံးနဲ့ online conversation club လေး join ကြည့်ပြီးလို့ရှိရင်နောက်တစ်ခုကဒီအဓိကတော့ AI တို့ဘာလို့ပေါ့နော်အခု website လေးသုံးကြည့် ChatGPT တို့ဒီ Grammarly တို့သုံးကြည့်စာရေးနဲ့အဲ့ website တွေသုံးလို့ရှိရင်သူတို့ကကိုယ် auto correct လုပ်ပေးနိုင်တယ်ပေါ့နော်ကိုယ့်လည်း research လုပ်နိုင်တဲ့ skill ကလည်းရှိဖို့လိုတယ်အဲ့ဒါမရှိဘူးဆိုလို့ရှိရင်တော့တလုံးဖြစ်မှာမဟုတ်တော့ကိုယ့်ကို research လုပ်ကြည့်အမှားပြင်ကြည့်ပေါ့နော်အခုကမှသူများအကူအညီမလိုဘဲနဲ့လုပ်လို့ရတဲ့အရာတွေအများကြီးกว่าသိရမလားပြောချင်တာဒီနေ့ကဒီလောက်ပါပဲ Thank you so much for watching see you in the next video